အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကထိုင်းမှာနာမည်ကြီးနေတဲ့မေတော်မဲလက်ရှမီစီသွားခဲ့တာပေါ့နော်ဒီမေတော်ကကြတော့ထိုင်းလူမျိုးတွေစီမှာရောဒီမြန်မာလူမျိုးတွေစီမှာပါနာမည်ကြီးနေတာပေါ့နော်နာမည်ကြီးတာကနာမည်ကြီးနေဆိုလို့ရှိရင်ဒီငွေကြီးကံကောင်းမှုတွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ချစ်သူအိမ်တော်ဘက်ကံကောင်းမှုနဲ့ပဲဖြစ်ဖြစ်ကိုလိုချင်တဲ့စုတွေကိုစုတောင်းပုံစုတောင်းပြီးအစင်စင်နဲ့အတိုင်းစုတောင်းမယ်ဆိုလို့ရှိရင်စုတောင်းပြည့်တယ်ဆိုပြီးတော့နာမည်ကြီးနေတာပေါ့နော်မေတော်ကိုသွားပြီးတော့ပူဇော်မှုအတွက်ဆိုလို့ရှိရင်လူလို့ရတယ်လူပွဲပစ္စည်းလေးတွေကိုအခုလိုမျိုးဗန်းလေးတွေနဲ့ရောင်းထားတာပါသူကအဲ့မှာဆိုလို့ရှိရင်ပူဇော်ရမယ့်အရာတွေပေါ့နော်ပူဇော်ရမှာအမွှေးတိုင်9တိုင်ရယ်ပြီးရင်ကြာပန်း10ပွင့်ရယ်ပြီးတော့ပန်းတီတစ်တီ5မျိုးပေါ့နော်ပြီးတော့ themes ကကြတော့ပန်းရောင်ကြိုက်ပါတယ်တဲ့မေတော်ကဒါကကြတော့ Thai blogger တွေရေးထားတာပေါ့နော်ရေးထားတဲ့ blog ကိုပြိုဖတ်ပြီးတော့ပြန်ပြောပြရတာပါဆူတောင်းတဲ့အခါမှာလဲသူက step by step ဆူတောင်းရမယ်သူ့ရဲ့ပုံစံကြီးတွေရှိတယ်ပထမအဆုံးအနေနဲ့ Ganesha ကိုအရင်ဆုံးဆူတောင်းရပါမယ်တဲ့ပြီးတော့ Lakshmi ကိုဆူတောင်းရမယ်ပြီးတော့ဆူတောင်းတစ်ခုတည်းကိုပဲဆူတောင်းရမယ်အဲ့ဒါတကယ်ကိုအရေးကြီးပါတယ်ဆူတောင်းရတဲ့မတိုင်ခင်မှာသူကကက်ကလေးပေးတယ်အဲ့ကက်မှာကိုယ့်ရဲ့နာမည်မွေးနေ့ပြီးတော့ကိုလိုချင်တဲ့စုကိုရေးပြီးတော့သူတို့ရဲ့အဲ့ပုံးလေးတွေကိုထည့်ပြီးတော့ဆူတောင်းရတာပေါ့နော်ဝယ်ပစ္စည်းတွေနဲ့ဆူတောင်းပြီးသွားလို့ရှိရင်ကိုကမေတော်ရဲ့လက်ကို6ချိန်တိုင်တိုင်ပို့ပြီးတော့ထပ်ပြီးတော့ဆူတောင်းရပါမယ်တဲ့ပြီးတော့တကယ်လို့ဆူတောင်းလို့အောင်မြင်နေဆိုလို့ရှိရင်လည်းပြန်လာပြီးတော့မေတော်ကိုပြန်ပြီးတော့ပူဇော်ပါမယ်ဆက်ကပ်ပါမယ်ဆိုပြီးတော့ဆူတောင်းခဲ့ရမှာပေါ့နော်သူရေးထားတဲ့အထဲမှာတော့အခုပြောတဲ့အဆင့်မျိုးအဆင့်ဆင့်လှုပ်ဆောင်ပြီးတော့ဆူတောင်းရမယ်လို့ရေးထားပါတယ်အခုလိုပြောသွားတဲ့ပုံစံတိုင်းပဲအဆင့်ဆင့်ဆူတောင်းပြီးတော့တကယ်ကိုဆူတောင်းပြေးကြတဲ့သူတွေကလည်းအများပြားရှိတဲ့အတွက်ကြောင့်အခုဆိုလို့ရှိရင်လည်းမေတော်စီကိုလာပြီးတော့ဆူတောင်းနေကြတဲ့သူတွေကလည်းသွားလိုက်တိုင်းဘယ်တော့မှလူပြတ်တယ်ဆိုတာမရှိပြီးတော့မေတော်စီမှာဆူတောင်းတာဒီငွေကြေးကံကောင်းမှုတစ်ခုအတွက်တင်မဟုတ်ဘဲနဲ့ခြေရင်းနဲ့ပတ်သက်ပြီးတော့တော်တော်များများမေတော်စီမှာလာပြီးတော့ခြေရင်းကံကောင်းမှုအတွက်ဆူတောင်းကြတာကလည်းတော်တော်ဆူတောင်းပြီးတဲ့အထဲမှာပါတဲ့အတွက်ကြောင့်မေတော်ကအခုထိုင်းမှာဆိုရင်မြန်မာတွေကြားထဲမှာထိုင်းနေကြားထဲမှာနာမည်ကြီးနေတဲ့မေတော်ပါဒီမှာတစ်ခုလေးဖြည့်ဆွတ်ပြောချင်တာကတော့ဆူတောင်းနေဆိုတာတော့ magic တော့မဟုတ်ဘူးပေါ့နော်ဆူတောင်းတာရဲ့ပြီးတော့ကိုယ်တိုင်စူးစမ်းအားထုတ်မှုတွေရဲ့ဒီမှုတွေရဲ့ဒါတွေအားလုံးကိုပေါင်းဆက်ပြီးမှဒါဒီအောင်မြင်မှုတစ်ခုရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကိုကဘာလို့မှမစူးစမ်းဘဲနဲ့ထိုင်ပြီးတော့ဆူတောင်းနေလို့လည်းဘာမှဖြစ်လာမှာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ကိုကအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်စူးစမ်းမှုတွေရောဆူတောင်းမှုတွေရောဘာသာတရားတွေရောအားလုံးပေါင်းဆက်မှသာလျှင်အောင်မြင်မယ်လို့ထင်ပါတယ်ရှင် Let's watch together.